ဟင်းသီးဟင်းရွက်ရောင်းသူသည်လေးနက်သောမျက်နှာထားဖြင့်အပေါ်သို့မောကြည့်လိုက်သည်ကောင်းကင်ကြီးသည်ဓာဖြင့်အလိခံလိုက်ရသလိုကွဲအပ်သွားပြီးထိုအကွဲကြောင်းမှတဆင့်စကြဝဠာဂလက်စီကြီးပေါ်ထွက်လာသည်ကိုသူမြင်လိုက်ရသည်အကွဲကြောင်းထဲမှရေတွက်မရနိုင်သောဂျိုသားမျိုးနွယ်စုများအစုလိုက်ပြုံလိုက်ထွက်ပေါ်လာပြီးလူသားများကိုအတိတ်ပဲမဲ့စွာရက်ရက်ဆက်ဆက်စတင်တက်ဖြတ်ကြသဖြင့်တန်ပေါင်းများစွာသောပြည်သူများတည်ဆုံခဲ့ရသည်လူသားကဘာဤထိပ်သီးပညာရှင်များကထိုဂျိုသားကောင်းဆောင်ကိုရင်ဆိုင်သောအခါတွင်မူရင်းဤခုခံကာကွယ်မှုကိုပင်မဖောက်ထွင်းနိုင်ပဲတစ်ချက်တည်းဖြင့်လွင့်ထွက်သွားခဲ့ကြသည်ဓာတိုင်းချန်ပီယံပွဲကိုရရှိထားသည့်အမျိုးသားဆက်လိုက်သည်ဂျိုသားမျိုးနွယ်ဤအလွန်အမင်းအစွမ်းထက်မှုကိုမြင်ပြီးထိတ်လန့်တုန်လှုပ်ကာတိုက်ပွဲဝင်ဖော်များနှင့်စစ်တလင်းကိုစွန့်ခွာပြီးထွက်ပြေးသွားခဲ့သည်ထို့နောက်တုတ်ရှိတိုင်းပညာရှင်တဦးကနတ်ဖျားဤကိုပွားရုပ်ကလက်ကိုပင့်ဖိတ်ခဲ့သည်ထိုသူနှစ်ဦးသည်ဂျိုသားကောင်းဆောင်အားရင်းတို့၏အစွမ်းထက်ဆုံးတိုက်ခိုက်မှုဖြင့်ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်သို့တော်လည်းအားနည်းသူကအာတန်သူ၏တားကောင်ဖြစ်ရသည့်ဤကဘာတွင်ရင်းတို့၏တိုက်ခိုက်မှုသည်အလွယ်တကူပင်တားဆီးခြင်းခံခဲ့ရသည်ပြင်းထန်လာသောတုန်ခါမှုလိုင်းကြောင့်ရင်းတို့၏ကိုပွားရုပ်ကလက်များပျက်စီးသွားပြီးရင်းတို့နှစ်ဦးစလုံးကွဲချင်းပြီးတေဆုံးသွားခဲ့ကြသည်ကဘာကြီးအားဂျိုသားများတိမ့်ပိုက်တော်မူကိုမြင်တွေ့ရသောအခါမြေပြင်ပေါ်ရှိဓာများသည်ကောင်းကင်ယံသို့ပြန်တက်သွားကြသည်ထို့နောက်ဟိန်းထွက်လာသောအတန်းနဲ့ကြီးတစ်ခုကတရဝါအားလုံး၏ဓာများကိုခိတ္တငှားရမ်းပြီးဤသွေးမြေကြမှုဖြင့်ဂျိုသားမျိုးနွယ်ကိုနှိမ်နင်းမည်ဖြစ်ကြောင်းကြေညာခဲ့သည်ဘယင်သည်တရဝါအားလုံး၏စွမ်းအားများကိုကောင်းကင်ခွဲထားစမ်းကြီးအတွင်းစူးစီးရန်တိုင်းပြည်၏ကံကြမ္မာစွမ်းအားကိုအသုံးပြုခဲ့သည်ဂျိုသားကောင်းဆောင်သည်ထိုအရာမဓာကြီးမှတေမင်းတမျှအန္တရာယ်ကိုအာယုံခံမိပြီးပြိုင်ဘက်ကိုတားဆီးရန်အတွက်ယူသွတ်စွာဖြင့်မိမိမျိုးနွယ်စုဝင်များကိုလှမ်းခေါ်ခဲ့သည်တိုးတော်လည်းအချိန်နှောင်းသွားခဲ့ပြီဖြစ်သည်ဘယင်သည်မိမိ၏ကျင့်စဉ်နှင့်ခန္ဓာကိုယ်ကိုစေကပ်ပူဇော်ပြီးကဘာနှစ်ခုကိုဆက်သွယ်ထားသောလမ်းကြောင်းကိုဖျက်ဆီးရန်ထိုအရာမဓာကြီးကိုလွှဲရလိုက်ရာကဘာမြေ၏တက်တန်းကိုနောက်ထပ်အနှစ်20ဆွဲဆန့်ပေးနိုင်ခဲ့သည်ဤဂျိုသားကျူးကျော်မှုကြောင့်ကိုခံပညာလောကသည်ဆုပ်ယုပ်ညှိုးနွမ်းသွားခဲ့ရသည်ယခင်ထိပ်သီးပညာရှင်30ဦးအနက်ဖခင်ဖြစ်သူတဦးသာတနာစရာကောင်းလောက်အောင်အသက်ရှင်ကျန်ရစ်ခဲ့သည်ထိုစဉ်ကထွက်ပြေးခဲ့မှုကြောင့်ဓာဆွဲထုတ်လိုသည့်စိတ်ဓာတ်သည်သူ့နှလုံးသားမှပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်သူသည်တားဖြစ်သူကိုခေါ်ဆောင်ကာမျိုးလေးတစ်မျိုးတွင်လူသူမသိတိတ်တဆိတ်နေထိုင်ခဲ့သည်အနှစ်20ကုန်လွန်သွားသောအခါသူသည်ဆေးဘက်ဝင်တစ်ဦးတစ်ဖူများရှာဖွေစုဆောင်းသူတဦးဖြစ်လာခဲ့သည်တနေ့တွင်သူအိမ်ပြန်ရောက်သောအခါအိမ်ဝန်းကျင်တွင်လူများဝိုင်းအုံနေသည်ကိုတွေ့လိုက်ရသည်သူ၏သားနှင့်ဓာကိုင်းကြီး၏ဂိုင်းချုပ်သမီးလေးတို့သည်တဦးကိုတဦးချစ်ကြိုက်နေကြခြင်းဖြစ်သည်သို့သောဂိုင်းချုပ်ဖြစ်သူကထိုလူငယ်လေး၏နောက်ခံသမိုင်းကြောင်းသည်မိမိသမီးနှင့်မထိုက်တန်ဟုယူဆကာရင်းတို့မိသားစုနှစ်ခုကြားခြားနာချက်မှာကောင်းကင်နှင့်ရွှွန့်နုံကဲ့သို့ကွာခြားသည်ဟုချိန်ချောက်ခဲ့သည်တားဖြစ်သူကိုခေါ်ပြီးနောက်တစ်ကြိမ်ထပ်မပေါ်လာပါကအသက်ရှင်ခွင့်ပေးမိဟုလည်းဆိုသည်သမီးဖြစ်သူကဖခင်၏စကားကိုသဘောမတူတော့လဲဂိုင်းချုပ်သည်ရင်းတို့နှစ်ဦးအားလုံးဝသဘောမတူရန်ဆုံးဖြတ်ထားသည်သူသည်ချင်းချောက်သည့်အနေဖြင့်ဓာကိုဆွဲထုတ်လိုက်ပြီးတားဖြစ်သူကိုခေါ်ကာဤမျိုးမှထွက်သွားရန်သို့မဟုတ်ပါကဓာအောက်တွင်အသက်ပြောက်ရမည်ဟုရာဇတန်ပေးခဲ့သည်ထိုချင်းချောက်မှုကိုရင်ဆိုင်ရစဉ်ဖခင်ဖြစ်သူသည်အေးအေးလူလူပင်လက်ဖက်ရည်ကိုတောက်နေခဲ့သည်ထို့နောက်တားဖြစ်သူဘက်သို့လှည့်ကာဘာတွေးနေလဲဟုမေးလိုက်သည်တားဖြစ်သူကသူသည်ဖခင်အားမြို့ပြင်သို့အရင်ပို့ဆောင်ပေးပြီးမှမိန်းကလေးကိုရှာရန်ပြန်လာမည်ဟုပြောသည်ထို့ပြင်မိန်းကလေးသည်သူ့ကိုရွေးချယ်ရန်အတွက်အရာအလုံးကိုစတေးထားခဲ့သဖြင့်သူသည်သူရဲဘောကြောင့်သူတဦးမဖြစ်နိုင်ကြောင်းနှင့်တေးရမည်ကိုမကြောက်ကြောင်းပြက်ပြက်တတ်တတ်ပြောဆိုခဲ့သည်တားဖြစ်သူ၏စကားများကဖခင်အားလွန်ခဲ့သောအနှစ်20ကထွက်ပြေးခဲ့မှုကိုပြန်လည်အမှတ်ရစေခဲ့ပြီးတားဖြစ်သူသည်မိမိထက်ပိုမိုရဲရင်လိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့ပေသူသည်မြည်သည့်အခါမျှလက်ပြန်မပါတော့ဟုတစ္ဆာဆိုထားတော်လဲအကယ်၍သူတာဝန်မပါပါကတားဖြစ်သူတေဆုံးရပေလိမ့်မည်သူကထိုမိန်းကလေးအားတားဖြစ်သူကိုတကယ်ချစ်သလားဟုမေးရသမီးလေးကဤဘဝတွင်ထိုလူငယ်မှလွဲ၍အခြားသူကိုလက်ထပ်မည်မဟုတ်ကြောင်းပြတ်သားစွာပြောခဲ့သည်သူမ၏ဖခင်ဖြစ်သူကအကယ်၍ထိုတို့လောက်ပါကသူမ၏ခြေထောက်များကိုရိုက်ချိုးပစ်မည်ဟုခက်ထန်စွာပြောလိုက်သည်မျှော်လင့်မထားဘဲထိုမိန်းကလေးသည်ဓားမြောင်ကိုဆွဲထုတ်ကာလဲပင်တွင်တေးလိုက်ပြီးအကယ်၍ဖခင်ဖြစ်သူကတားဆီးပါကချက်ချင်းတေးပစ်မည်ဟုချိန်ချောက်လိုက်သည်မိန်းကလေး၏လုပ်ရကြောင်းဖခင်သည်သူမ၏ပြတ်သားသောစိတ်ဓာတ်ကိုမြင်တွေ့သွားခဲ့သည်သူကမိန်းကလေးအားဓားမြောင်ကိုအောက်ချရန်ဖြောင်းဖြပြီးလူကြီးတစ်ယောက်ဤနေရာတွင်ရှိနေသေးတဲ့ရွှေလူငယ်နှစ်ဦးကိုဤမျှခက်ခဲသောအခြေအနေသို့မိတို့ရောက်ခွင့်ပြုမည်နည်းဟုပြောလိုက်သည်သူကတင်းတို့နှစ်ဦးအားအတူတူရှိနေရန်ပြောလိုက်ပြီးကြန့်ရှိသောပြဿနာအလုံးကိုသူကိုယ်တိုင်ဖြေရှင်းပေးမည်ဟုကတိပေးလိုက်လေတော့သည်